တကယ်ပေါက်ပါတယ်အရန်ကောင်းတဲ့ဈေးပါဟုတ်ပါတယ်နော်ဒီဈေးကိုလေတုံးဘူးတဲ့လူတိုင်းကကြည့်ကြပါတယ်သူတို့တွေရဲ့ review တွေလည်းဝင်ဖတ်ကြည့်လို့ရပါတယ်နော်အခုကသူက promotion ကလာဖြစ်လို့တာတရားပတ်ကြော်နဲ့ဈေးချနေပါတယ်နော်သူရင်မူရင်ဈေးက290ဘတ်ပါဒီဈေးကိုလေကိုအမွေးပိုက်ချင်တဲ့စပင်းမွေးမခုံးနဲ့ပတိုင်းနဲ့မစိတ်နဲ့နှခမ်းမွေးတွေပါပေါ့နော်အဆက်ချပြီးတော့လေးလိုက်ရုံနဲ့အမွေးတွေကထွက်လာမယ်ပြီးလို့ရှိရင်အမွေးတွေကလေရှည်လာမယ်ပန်လာမယ်ပေါ့နော်ဈေးကကောင်းလို့ပေါ့နော်သူကအပြားမှာလိုက်တယ်ပေါ့နော်သူကဆေးကလေးကုန်ခန့်နေရင်တော့ဒီလိုဖြူပတ်လေးတွေဖြစ်ပါတယ်နော်ဘာမှမဖြစ်ပါဘူးနော်သူဆေးကဒီလိုပဲနော်တန်ဆိုင်ချင်းတို့လည်းလိုအပ်လို့ရှိရင်လေးမှာယူလို့ရပါတယ်အိမ်ရောင်းလေးချိတ်လေးရပါတယ်နော်အမွေးမရှိလို့စိတ်မငြင်းနဲ့နော်ဒီဆေးကိုတုံးကျင်တော့အခုကလည်းသူက promotion ကလာတရားပတ်ကြော်နဲ့ဈေးချနေပါလေဈေးချတော့မြင်ဝယ်ထားလိုက်တော့နော်ဒီဆေးကိုလေးကိုမွေးဖောက်ချင်တဲ့စပင်းမွေးမြခုံးမွေးပတိုင်းမွေးမုတ်စိတ်မွေးနှခမ်းမွေးတွေပါပေါ့နော်အဆက်ချပြီးတော့လေးလိုက်ရုံနဲ့အမွေးတွေကပေါက်လာမယ်ပြီးလို့ရှိရင်သူကလည်းအမွေးကရှည်လာမယ်အမွေးတွေကတန်လာပါမယ်နော်ကိုကဈေးချတော့ပေါ့နော်ဒီမှာနဘူးတောင်ပြမှာလိုက်တယ်နော်အရန်ကိုတန်ပါတယ်တကယ်ချင်းတို့လည်းလိုအပ်လို့ရှိရင်လေးမှာယူလို့ရပါတယ်အိမ်ရောင်းလေးချေလေးရပါတယ်နော်